အားလုံးမင်္ဂလာပါဒီကနေ့ကျွန်တော်တို့အတူတကွဆင်ခြင်ခွန်အားယူမယ်ကျမ်းပိုက်ကတော့ရှမသက်ခရစ်ဝင်ခန်းကြီးခွန်အပိုင်းငယ်24ကနေ29အထိဖြစ်ပါတယ်ဒီကျမ်းပိုက်ထဲမှာဘာကြောင့်ຢာတွေတွေ့ရတယ်လဲဆိုလို့ရှင်တော့ပညာရှိသောသူနဲ့ပညာမဲ့သောသူအကြောင်းအရာကိုတွေ့ရပါတယ်ဒီကျွန်တော်တို့လောကမှာဘယ်လိုလူကိုပညာရှိလို့သတ်မှတ်ပြီးတော့ဘယ်လိုလူကိုပညာမဲ့လို့ကျွန်တော်တို့သတ်မှတ်ကြတယ်လဲဆိုလို့ရှိရင်ဘွဲရတဲ့သူစာပေပိုင်းဆိုင်ရာမှာကျွမ်းကျင်တဲ့သူအဲ့လိုလူမျိုးတွေကိုကျွန်တော်တို့ပညာရှိလို့သတ်မှတ်ပြီးတော့ဒီစာပေပညာလဲမတက်ဘွဲလဲမရအပြင်မှာကြိုက်တယ်လို့ဖြစ်တယ်လို့နေတဲ့သူတွေကိုကျွန်တော်တို့ပညာမဲလို့သတ်မှတ်ကြပါတယ်ဒါပေမဲ့သခင်ရှုခရစ်တော်ကဘယ်လိုလူမျိုးကိုပညာရှိလို့သတ်မှတ်ပြီးတော့ဘယ်လိုလူမျိုးကိုပညာမဲလို့သတ်မှတ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျမ်းစာထဲမှာကျွန်တော်တို့တွေ့ရပါတယ်ရှမသက်ခရစ်ဝင်ခန်းကြီးခွန်အပိုင်းငယ်24ကိုကျွန်တော်ဖတ်ကြားသွားခြင်းပါတယ်အချင်းသူသည်ငါဟောပြောသောဤစကားကိုကြား၍နားထောင်၏ထိုသူသည်ကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနှင့်တူကြောင်းကိုငါပုံပြမည်။ဘာပြောထားသလဲဆိုလို့ရှင်တော့သခင်ရှုခရစ်တော်ကသူ့ရဲ့ဟောပြောတဲ့အရာတွေကိုဟောပြောတဲ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတော့အသက်တာမှာအမှန်တကယ်လိုက်လျှောက်တဲ့သူတွေကိုပညာရှိလို့သူကသတ်မှတ်တာဖြစ်ပါတယ်။အပိုင်းငယ်26ထဲမှာဘာပြောထားလဲဆိုလို့ရှိရင်အချင်းသူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏ထိုသူသည်တဲပေါ်မှာအိမ်ဆောက်သောလူမိုက်နှင့်တူကြောင်းကိုငါပုံပြမည်။ဘာပြောထားသလဲဆိုလို့ရှိရင်သခင်ရှုခရစ်တော်ရဲ့ဟောပြောသောစကားကိုနားမထောင်တဲ့သူကနားထောင်တယ်ကြားတယ်ဒါပေမဲ့အသက်တာမှာအမှန်တကယ်မလိုက်လျှောက်တဲ့သူကိုပညာမဲ့လို့ပြောထားတာကိုကျွန်တော်တို့တွေ့ရပါတယ်။ကျွန်တော်တို့ပတ်ဝန်းကျင်မှာနှုတ်ကပတ်တော်ကိုသိတယ်နှုတ်ကပတ်တော်ကိုလည်းလေ့လာနေတယ်ကျမ်းစာကြောင်းလည်းတက်တယ်နှုတ်ကပတ်တော်ကိုသိတဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့အသက်တာမှာအမှန်တကယ်လိုက်လျှောက်ခြင်းနှုတ်ကပတ်တော်အတိုင်းအသက်ရှင်ခြင်းမရှိဘူးဆိုလို့ရှင်တော့သခင်ရှုခရစ်တော်ကအဲ့လိုလူမျိုးကိုပညာမဲ့လို့သတ်မှတ်မှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်နှုတ်ကပတ်တော်ကိုသိပြီးတော့အသက်တာမှာအမှန်တကယ်ပဲလိုက်လျှောက်တယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဟာပညာရှိတော်သူတွေဖြစ်တယ်ဆိုပြီးတော့သခင်ရှုခရစ်တော်ကသတ်မှတ်မှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အနေငယ်မိမိသက်တာကိုမိမိစမ်းစစ်ကြည့်ကြရအောင်ကျွန်တော်တို့ကပညာရှိဖြစ်သလားဒါမှမဟုတ်ရင်ပညာမဲ့ဖြစ်နေသလားဆိုတော့ကျွန်တော်တို့ခဏလောက်စမ်းစစ်ကြည့်အောင်ကျွန်တော်တို့ဟာနှုတ်ကပတ်တော်ကိုသိယုံမဲ့သိပြီးတော့အသက်တာမှာမှန်တကယ်ပဲမလိုက်လျှောက်ဘူးနှုတ်ကပတ်တော်ကိုကြားတော့ကြားတယ်နှုတ်ကပတ်တော်ကိုဖတ်တော့ဖတ်တယ်တနင်္ဂနွေနေ့တိုင်းလဲနားထောင်တယ်ဘုရားကျောင်းတက်တယ်ဒါပေမဲ့အသက်တာမှာမှန်တကယ်မလိုက်လျှောက်ဘူးဆိုလို့ရှင်တော့ကျွန်တော်တို့ဟာပညာမဲ့နဲ့တူနေမှာဖြစ်ပါတယ်ဒီမှာခဏတုန်းကကျွန်တော်တို့ပြောထားတဲ့အတိုင်းပဲနှုတ်ကပတ်တော်ကိုနားထောင်တဲ့သူအသက်တာမှာမှန်တကယ်လိုက်လျှောက်တဲ့သူကပညာရှိဖြစ်တယ်အဲ့လိုလူကဘယ်လိုလူလဲဆိုလို့ရှင်တော့ကြောက်ပေါ်မှာအိမ်ဆောက်တော့သူဖြစ်တယ်ဆိုပြီးတော့ပြောထားပါတယ်အတိတ်ပဲကတော့နှုတ်ကပတ်တော်ကိုနားထောင်တဲ့သူအသက်တာမှာမှန်တကယ်လိုက်လျှောက်တဲ့သူကခိုင်ခန့်ချင်းရှိမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါတယ်တကယ်လို့နှုတ်ကပတ်တော်ကိုကြားရုံပဲကြားပြီးတော့အသက်တာမှာမှန်တကယ်လိုက်လျှောက်အသက်မရှင်ဘူးဆိုလို့ရှင်တော့တဲပေါ်မှာအိမ်ဆောက်သောပညာရှိနဲ့တူတယ်ဆိုပြီးတော့ပြောထားတာတွေ့ရပါတယ်အတိတ်ပဲကတော့အဲ့ဒီလူရဲ့အသက်တာကခိုင်ခန့်ချင်းမရှိဘူးပြိုလဲလို့လွယ်တယ်ဆိုတာကိုပြောလို့ခြင်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဖတ်မယ်ဆိုလို့ရှိရင်ပိုင်းငယ်25ထဲမှာမိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်တည်ရှိသောကြောက်ပေါ်မှာတည်သောကြောင့်မပြိုမလဲပဲနေ၏တဲ့ပညာရှိသောသူရဲ့အတ္တတာဟာကြောက်ပေါ်မှာအိမ်ဆောက်သောပညာရှိနဲ့တူတဲ့အတွက်ကြောင့်အဲ့ဒီလူရဲ့အိမ်ဟာမုန်တိုင်းနေလေမုန်တိုင်းနေမိုးတွေရွာတဲ့အခါမှာတုန်လှုပ်ခြင်းမရှိဘဲနဲ့ခိုင်ခန့်ရက်တည်နေမှာဖြစ်ပါတယ်တကယ်လို့ပညာမဲ့တဲ့သူကတော့နှုတ်ကပတ်တော်ကိုကြားယုံပဲကြားပြီးတော့အသက်တာမှာအမှန်တကယ်လိုက်လျှောက်အသက်မရှင်တဲ့သူကတဲပေါ်မှာအိမ်ဆောက်တော်သူနဲ့တူတယ်အဲ့ဒီလူကဆိုလို့ရှိရင်လေဘိုင်းငယ်26ထဲမှာအကျဉ်သူသည်ငါဟောပြောသောဤစကားကိုကြား၍နားမထောင်ဘဲနေ၏ထိုသူသည်တဲပေါ်မှာအိမ်ဆောက်တော်လူမိုင်းနဲ့တူကြောင်းကိုငါပုံပြမည်29ထဲမှာမိုးရွာ၍ရေစီးသည်နှင့်လေလာ၍ထိုအိမ်ကိုတိုက်သောအခါကြီးစွာသောပြိုလဲခြင်းတို့ရောက်လေသည်ဟုဟောတော်မူ၏အဲ့ဒီ
လူရဲ့အသက်တာကမုန်တိုင်းတွေကြုံတွေ့တဲ့အခါမှာပြိုလဲသွားတယ်ဆိုတာကိုတွေ့ရပါတယ်ဒီအကြောင်းအရာကိုကျွန်တော်တို့ကြည့်ချင်းအပြင်ဒီနှုတ်ကပတ်တော်ကိုနားထောင်တဲ့ပညာရှိရောနှုတ်ကပတ်တော်ကိုကြားပြီးမဲ့အသက်တာမှာအမှန်တကယ်လိုက်လျှောက်အသက်မရှင်တဲ့ပညာမဲ့ရောနှစ်ဦးစလုံးဒုက္ခမုန်တိုင်းကြုံတွေ့ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့အခုနောက်ပိုင်းတရားဟောဆရာတွေတရားဟောတဲ့အခါမှာသခင်ရှုခရစ်တော်ကိုအမှန်တကယ်ယုံကြည်တယ်ဆိုလို့ရှိရင်နှုတ်ကပတ်တော်တိုင်းတကယ်အသက်ရှင်တယ်ဆိုလို့ရှိရင်ဒုက္ခပြဿနာတွေမကြုံတွေ့ရဘူးကျမ်းမာခြင်းတွေရှိမယ်ချမ်းသာခြင်းတွေရှိမယ်ဆိုပြီးတော့ပြောတတ်ကြပါတယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်လေ့လာတဲ့အခါမှာပညာရှိတော်သူရောပညာမဲ့တော်သူရောနှုတ်ကပတ်တော်ကိုအမှန်တကယ်လိုက်လျှောက်အသက်ရှင်တဲ့သူရောနှုတ်ကပတ်တော်အတိုင်းအသက်မရှင်တဲ့သူရောနှစ်ဦးစလုံးဒုက္ခကြုံတွေ့ရတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့ကွာခြားသွားတာတခုကတော့ဗာလဲဆိုလို့ရှိရင်တော့နှုတ်ကပတ်တော်ကိုလိုက်လျှောက်အသက်ရှင်တဲ့သူကမုန်တိုင်းပြဿနာတွေကြားထဲမှာကြောက်ပေါ်မှာအိမ်ဆောက်တော်သူကဲ့သို့ခိုင်ခိုင်ချင်းရှိမယ်ဆိုပြီးတော့ပြောထားပါတယ်နှုတ်ကပတ်တော်ကိုကြားပြီးတော့လိုက်လျှောက်အသက်မရှင်တဲ့သူကဒုက္ခပြဿနာတွေကြုံတွေ့လာတဲ့အခါမှာသူရဲ့အသက်တာကပြိုလဲသွားတယ်ဆိုတာကိုကျွန်တော်တို့တွေ့ရပါတယ်နှုတ်ကပတ်တော်ကိုအမှန်တကယ်ပဲလိုက်လျှောက်အသက်မရှင်တဲ့သူကဒီဒုက္ခပြဿနာတွေကြုံတွေ့တဲ့အခါမှာမိခွန်းတွေအမျိုးမျိုးထုတ်တက်ကြတာပေါ့နှုတ်ကပတ်တော်ကိုကျွန်တော်နားထောင်နေရဲ့သားနဲ့ကျွန်တော်ဘာကြောင့်ဒီလိုပြဿနာတွေကြုံတွေ့တယ်လဲစသဖြင့်ဘုရားသခင်ကို complaint တွေတက်လာကြတယ်ပြီးလို့ရှိရင်ဒုက္ခပြဿနာတွေနဲ့ကြုံတွေ့တဲ့အခါမှာဒီလိုအခြေအနေမျိုးမှာဝิญဉ်လူဆန်စရာမလိုဘူးเนาะနှုတ်ကပတ်တော်ကိုဘေးချိတ်ထားလိုက်ပါစသဖြင့်ဒီဖျားနဲ့ဝေးသွားပြီးတော့အသက်တာမှာဘုရားသခင်ရှင်မှာအပြည့်ပြည့်အလင်းလဲဖြစ်တတ်ပါတယ်။နှစ်ချုပ်အနေနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ပညာရှိတော်သူကဘယ်သူလဲဆိုလို့ရှိရင်နှုတ်ကပတ်တော်ကိုမှန်တကယ်ကြားပြီးတော့အသက်တာမှာလိုက်လျှောက်အသက်ရှင်တဲ့သူဖြစ်ပါတယ်။အဲ့ဒီလူရဲ့အသက်တာဟာဒီလောကမှာနေတဲ့အခါမှာပြဿနာတွေကြုံတွေ့ရင်လည်းပဲခိုင်ခန့်ချင်းရှိပြီးတော့ဘုရားသခင်ကိုအားကိုးပြီးတော့ဘုရားသခင်ရဲ့အလိုတော်အတိုင်းအဲ့ဒီပြဿနာတွေကိုကျော်လွှားနိုင်မှာဖြစ်ပါတယ်။နှုတ်ကပတ်တော်ကိုကြားရုံပဲကြားတယ်အသက်တာမှာအမှန်တကယ်လိုက်လျှောက်အသက်ရှင်ခြင်းမရှိတဲ့သူကလူမိုက်ဖြစ်ပြီးတော့သူကဒုက္ခပြဿနာတွေကြုံတွေ့ရတဲ့အခါမှာဘုရားသခင်စီကနေဝေးကွာသွားပြီးတော့ဒီလောကပြဿနာတွေကြားမှာနေမွန်းသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်ဒီကနေ့နှုတ်ကပတ်တော်ကိုဆင်ခြင်နားထောင်နေတဲ့သူတွေအနေနဲ့ကျွန်တော်တို့မိမိကိုယ်ကိုမိမိဆန်းစစ်ကြည့်ကြရအောင်ကျွန်တော်ဟာပညာရှိဖြစ်သလားပညာမဲ့ဖြစ်သလားတကယ်လို့ကျွန်တော်တို့ဟာပညာမဲ့အခြေအနေမျိုးမှာရှိနေတယ်ဆိုလို့ရှိရင်ဒီကနေ့နှုတ်ကပတ်တော်ကိုနားထောင်ပြီးတဲ့အခါမှာကျွန်တော်တို့ပညာမဲ့ကဲသို့မဖြစ်တော့ဘဲနဲ့ပညာရှိကဲသို့အသက်ရှင်ဖို့ရန်အတွက်ကျွန်တော်တို့ကြိုးစားကြရအောင်နှုတ်ကပတ်တော်ကိုကြားယုံမျှပဲမဟုတ်ဘဲနဲ့အသက်တာမှာအမှန်တကယ်လိုက်လျှောက်အသက်ရှင်ပြီးတော့ဘုရားသခင်ရှင်မှာပညာရှိတော်သူတွေဖြစ်ဖို့ရန်အတွက်အရောက်ချင်းဆိုင်ပေါ်ဖျက်ရှင်ကောင်းချီးပေးပါစေ။